ကောင်းပါလေကိုကိုတိုင်းမျိုးသမီးဆိုတော့မျိုးသမီးခွင့်ရေးတွေကြီးပြောနေတာနောက်ပြီးတော့သာပါတော့ဂျင်မောင်တန်းနဲ့ဟိုဟာလာပြောတာကိုပါခေါ်မလဲမြန်မာပြည်မှာလည်းမျိုးသမီးဒီရဲ့ဟိုအခန်းကလိုက်တယ်တော်တော်များပါတယ်စီးပွားရေးမှာလည်းနေပြန်ပါလေဟိုခုနက leadership ဒီဥဆောင်တဲ့ပိုင်းမှာတော့နေကောင်းနေမယ်သို့တော့ဒီတန်းပြည်ရဲ့အလုပ်ကန်သားတွေမှာတော့လေဒီတော်တော်လေးတော့များပါတယ်ဥယျာဉ်နောက်ပြီးပြည်တော်လုံးမှာဆိုရင်မျိုးသမီးတွေတစ်ခါတော်တော်များလာတယ်နော်မျိုးသမီးကိုယ်စားလှယ်လောင်းတွေတော်တော်များလာတိုးတက်လာတွေ့ရတယ်ဟိုတခြားပါတီတွေတော့မပြောတတ်ဘူးပေါ့ဒီပြည်တော်လုံးကတော့မျိုးသမီးတွေတော်တော်များပါတယ်ကိုယ်စားလှယ်လောင်းတွေသတိထားမိတာတော့အဲ့တော့မျိုးသမီးတွေဒီခုနပြောတဲ့စီးပွားရေးကဏ္ဍတွေမှာရောဘာတွေပြင်ပြောင်းလဲပြီးဖို့ဒါမှမဟုတ်တစ်ခုခုပေါ့လုပ်ပြီးဖို့ရှိတယ်အမျိုးသမီးတွေကတော့ပေါ့နော် financial support အနေနဲ့မလုံလောက်တာရှိရပေါ့နော်။ဘာကြောင့်သူတို့တွေကအိမ်အောင်ရသားကြပြီလို့ရှိရင်အိမ်အခုကိစ္စပဲမှာပဲလုံးဝပြီးတော့စီးပွားရေးလုံတချို့လူတွေပေါ့တချို့လူတွေမှာတချို့ကြတော့လေဟိုအိမ်အောင်ရသားကြပေမဲ့လေဒီဘယ်လိုပြောရမလဲအိမ်အောင်ကြပြီလေယောက်ျားနဲ့ဒန်းတူပေါ့အလုံးဝဒါပေမဲ့လေသူ့ရဲ့ capacity သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုသာရှိတယ်ဒါပေမဲ့အမျိုးသမီးမှာယောက်ျားရှာမှသာရတာလေယောက်ျားပေးမှသာရဒါပေမဲ့သူတို့ရဲ့ကိုယ်ပိုင်စွမ်းနဲ့သူကဖော်ဆောင်ခြင်းနဲ့အဲ့အတွက်လေသူတို့အားအတွက်ပေါ့နော်ဟို women SRE fan တို့ soft loan တို့ချမှတ်စေချင်တယ်ကျွန်မအနေနဲ့ကျွန်မရဲ့အမြင်နဲ့ပေါ့နော်အဲ့ဒါကြောင့်မို့အမျိုးသမီးတွေတကယ်လို့သူတို့အိမ်နဲ့တို့တကြွတဲ့ပညာတွေပေါ့နော်ဒီအိမ်အောင်မကြခင်မှာသူတက်ကြတဲ့ပညာတွေအများကြီးရှိခဲ့တယ်ဒါပေမဲ့အိမ်အောင်ကြပြီးတော့မှယောက်ျားတွေဆိုတော့ကဲမင်းတို့ဘာမှမလုပ်နဲ့ကိုယ့်ကိုအိမ်ထဲမှာပဲနေငါရှာကြတာစားတော့တချို့ကြအဲ့လိုမရဘူးပေါ့အခုခေတ်ကဒါတွေမရတော့ဘူးဟိုအရင်ကခေတ်လို့မဟုတ်တော့ဘူးပေါ့နော်သူတို့ရဲ့အစွမ်းသားတွေကိုလည်းပြစေခြင်းနဲ့အတွက်သူတို့လည်းယောက်ျားအမျိုးသားအနေနဲ့လည်းထောက်ပံ့မှုတွေပေးအားပေးစေခြင်းပါတယ်သူတို့ရဲ့လုတ်နိုင်တဲ့စွမ်းအားလေးတွေကိုလည်းထောက်ပံ့စေခြင်းပါတယ်ကျွန်တော်အမြင်နဲ့ပြောရရင်တော့အိမ်ထဲမှာပဲမနေပါနဲ့အမျိုးသမီးအနေနဲ့ကိုယ့်ရဲ့ capacity တွေကိုကိုခွင့်လည်းမှာလုံးဝမထိုင်းသိမ်းပါနဲ့ပေါ့နော်ဒါကိုယောက်ျားကိုလိုလေကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အပါဝင်ချင်းကိုယ့်ရဲ့မိတ်ဆွေမျိုးတွေကိုလည်းဒါဆိုကျွန်မဒါလုံနိုင်တယ်အဲ့ဒါကိုလည်းမိသားစုတွေခေါ်ဆွေမျိုးသားချင်းတွေရောပေါ့နော်အားပေးစေချင်ပါတယ်အမျိုးသမီးရဲ့စမ်းဆောင်တဲ့ခန္ဓာအနေနဲ့ပေါ့နော်ဟောလေးပါတိုက်တွန်းပါလားပြစ်နိုင်ရင်ယောက်ျားမျိုးကြပါလေလို့ဘာလဲယောက်ျားဟိုလုံးနဲ့အိမ်မှာပဲနေလို့အဲ့လိုပြောမှဒါပေမဲ့ဒီဘက်ခင်မှာလည်းနိုင်ငံရဲ့စီးပွားရေးခြေအနေတွေရကုန်စည်တွေကုန်စည်နှုန်းတက်မှုတွေခြေအနေရတော့ဟိုများသောအားဖြင့်အိမ်ရှိလူအကုန်လုံးနေရတဲ့အခြေအနေပါရှိပါတယ်အဲ့တော့ခုနပြောသလိုယောက်ျားနဲ့မျိုးသမီးတွေကရေမောင်တန်းပြီးလုံးမဟုတ်ဖြစ်တော့မှာပါဟုတ်ပါတယ်ဒါတွေကကြတော့လေဒါမျိုးကြီးပြက်စီမှာကြတော့ဒါရေမောင်နဲ့လောက်ကြတာများဒီတိတ်လက်တွေပေါ့နော်ဒီကူကျွန်တော်ပြိုင်မဲ့နေရတယ်ဆိုလို့ရှိရင်အလုံးလက်မဲ့အမျိုးသမီးများတယ်ကျွန်မစိတ်ကြီးကတော့မဟုတ်တယ်ကျွန်မအမျိုးသမီးအလုပ်လက်မဲ့မျိုးသမီးများသူတို့မှလှုပ်ချင်တယ်ဒါပေမဲ့သူတို့မှအလုပ်ကအခွင့်အရေးချောက်မျိုးလို့ချင်းကျွန်တော်တို့ပေါ့နော်ဒီကျွန်တော်ပါတီအနေနဲ့ရုပ်ဖွဲ့ပွဲမှာအမျိုးသမီးအများကြီးလာကြတယ်အဲ့လိုတွေအလုပ်လက်မဲ့တွေများသူတို့ရဲ့ရင်တွေကဖြစ်တဲ့ဥစ္စာကြည့်ပဲကျွန်မငါအမျိုးသမီးတွေနဲ့ငါဘာလုပ်ပေးနိုင်မလဲသူတို့ပြောတာတွေနားထောင်မရင်ထဲမှာမကောင်းဘူးတချို့ဆိုလို့ချင်းဥက္ကရာရှင်မငိုကြတယ်ဥက္ကရာလည်းစိတ်တွေမကောင်းဖြစ်တယ်ကဲဒါလို့မနော်ရေးသူတို့တွေတော့အလုပ်ကိုင်းအခွင့်အလမ်းလေးတွေတို့ဘယ်လိုလုပ်ပေးကြမလဲဆိုကျွန်တော်တို့ဒီနိုဝင်ဘာလတတိယပတ်လောက်မှာပေါ့နော်ဒီကုမ္ပဏီတစ်ခုနဲ့ပေါ့နော်ချိတ်ဆက်ထားပြီးတော့ပေါ့နော်ဒီအမျိုးသမီးရဲ့လက်မှုပညာပေါ့ကျွန်တော်ဒါလက်မှုပညာတော့သူတို့ဘာကဟိုရင်းနှီးမြှုပ်နှံမရှိဘူးကွာလုံအားလေးပဲရှိတယ်အဲ့လုံအားလေးကိုကျမတို့ဖော်ဆောင်ပေးဖို့အတွက်ကျမတို့ပါတီနေနဲ့ဟိုထားမှတ်ထားပါပဲเนาะဒါအမျိုးသမီးအခွင့်အလမ်းတွေပေါ့သူတို့ရဲ့လက်မှုပညာ handmade လေးတွေကိုကောင်းတာလို့ရှိရင်ကျမတို့အနေနဲ့ဒီဈေးကွက်ထဲမှာပေါ့เนาะချပြီးတော့လုပ်ဖို့အတွက်သူတို့လုံအားလေးတွေပေါ့ကျမတို့အသုံးပြုဖို့အတွက်ပေါ့เนาะသင်တန်းတွေပေးဖို့ရှိပါတယ်အမျိုးသမီးအနေနဲ့ကျမတို့ရဲ့စိတ်ကြီးခဏတို့မျိုးမှာကျမကဒီအမျိုးသမီးကဏ္ဍအလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေအားလုံးကျွန်မဘယ်လိုဖော်ဆောင်ပေးနိုင်မလဲပေါ့နော်အဲ့ဒါကြောင့်ကျွန်မအဲ့မှာတွားပြိုင်တာဟောသူတို့ဘွားတွေမြင့်တင်ပေးဖို့အတွက်ဟုတ်ပါတယ်ရှင်လုံကန်ခွင့်လန်းတွေရှိဖို့အတွက်ပြီးတော့သူတို့ဘွားတွေအကာအကွယ်ပေးဖို့အတွက်ထားပါအမျိုးသမီးအခန်းကဏ္ဍတွေဒါအမျိုးဟိုဒီဘက်ကမှလည်းအမျိုးသမီးရဲ့အခန်းကဏ္ဍရေးပါတော့ပါပြီနိုင်ငံတကာမှာဆိုလည်းအမျိုးသမီးဒီဝင်းကျုပ်တွေနိုင်ငံရေးလောကမှာသင်ကြားတဲ့ခေါင်းဆောင်တွေအများကြီးလည်းရှိလာကြပြီလူပညာမှာတော့ပြောမနေတော့ပေါ့နော်ဒါနိုင်ငံတကာမှာပြည်တွင်းမှာရောအောင်မြင်တဲ့လူပညာရှင်တွေအမျိုးသမီးလူပညာရှင်တွေခုနကရုပ်ရှင်တပင်ဂီတအားလုံးမှာရှိကြပါတယ်ဒါပေမဲ့တခြားခုနကတခြားအလုပ်ကိုင်ဒီဟိုလိုအပ်နေတဲ့ခွင့်လန်းတွေမှာကြတော့မဖွင့်ပြသေးဘူးပေါ့လေလိုအပ်ချက်တွေရှိနေသေးတာပေါ့အဲ့ဒါကိုတို့တော့ရောက်သွားရင်ဆောင်းဆောင်ပေးမယ်ဆိုတော့ဟုတ်ပါတယ်ရှင်ဟုတ်ပါကျွန်မဆောင်းဆောင်ပေးမှာကျွန်မလွတ်တဲ့ပေါ့နော်ကျွန်မရွေးချယ်ခဲ့တယ်ဆိုရင်ကျွန်မအမျိုးသမီးဒူလူပေါ့နော်အကာအကွယ်ရက်တည်ပေးပါမယ်လို့ကျွန်မဂတိပြုပါတယ်ရှင်ကောင်းပါလေဗျာဟို
ရွေးချယ်ခံပါစေလို့လည်းမြန်မာဒေရှင် voice ကနေဆုတောင်းပေးပါလေဗျာ ဟုတ်ပြည့်နေစုနေပြပါစေရှင်အားလုံးပဲမင်္ဂလာပါရှင် မြန်မာဒေရှင် voice ရဲ့နိုင်ငံရေးမေးပေးကြစို့အစီအစဉ်လေးခဏနားပြစေဦး Myanmar Nation Boys